သမီးတော်လေးတို့အကြိုက် princess အယုတ်လေးနဲ့ကိတ်လေးပြုတ်လုပ်နီးအစအဆုံးကို10မိနစ်ကျော်လေးနဲ့သင်ထားပေးပါတယ်ရှင်ကိတ်ရဲ့အောက်နားလေးကိုအပြာရောင်လေးနဲ့လှုပ်မှာမို့လို့အရင်ဆုံးခရင်အပြာလေးနဲ့ပတ်လိုက်တယ်ပြီးတော့မှအစင်းရာလေးတွေနဲ့ချစ်ပြီးတော့အလားဆန်လိုက်တယ်ရှင်အပေါ်မျက်နှာပြင်လေးတွေကိုတော့အနီရောင်လေးနားကွက်လိုက်ပါမယ်နော် Hello Fury မွေးနေ့ကိတ်ကတော့မန္တလေးမြို့ကဖြစ်ပါတယ်ရှင်မန္တလေးမြို့မှာရှိတဲ့ချစ်ခင်ရသူတွေရဲ့မွေးနေ့အတွက်ကိတ်လေးတွေမှာပေးလို့ရပါတယ် profile မှာရှိတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးမှာယူလို့ရပါတယ်ရှင်မွေးနေ့ကိတ်လေးတွေကတော့အဝေးတည်ယူမယ်ဆိုရင်ထိခိုက်ပျက်စီးမှုတွေရှိနိုင်တာမို့လို့မန္တလေးမြို့တွင်ပဲပို့ပေးလို့အဆင်ပြေပါတယ်ရှင်အန်မင်တို့အိမ်ဘက်မှာလေတွေအရန်တိုက်နေရမို့လို့အတန်တွင်းတဲ့အချိန်လေတိုက်တဲ့အတန်လေးတွေတော့ပါနေပါတယ်နော်မိမိမာယူလို့တဲ့မွေးနေ့ကိတ်ဒီဇိုင်းအလိုက်စိုက်စားစားဈေးနှုန်းစားစားရှိတာမို့လို့အသေးစိတ်သိလို့များကို Viber နံပါတ်39943139မှာလည်းဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါတယ်ဒီဗီဒီယိုလေးထဲမှာတော့မွေးနေ့ကိတ်အလှဆင်တာလေးတွေကိုပဲပြထားပေးတာဖြစ်ပါတယ်ရှင်အရင်ဆုံးမွေးနေ့ကိတ်အတွက်အတွင်းထဲကကိတ်သားဖုတ်တဲ့အဆင့်လေးကိုတော့ကြော်ထားခဲ့ပါတယ်နော်အခြေခံမွေးနေ့ကိတ်အလှဆင်တင်တန်းမှာတော့အတွင်းထဲကကိတ်သားဖုတ်နေရစပြီးတော့မှအပြင်ကကိတ် decoration အလှဆင်နေအထိအဆုံးအစဆုံးတင်ပေးပါတယ်နော်ကိတ်လေးသိလုံးရဲ့တန်ဖိုးကဈေးမကြီးပေမဲ့မွေးနေ့ရှင်လက်ခံလိုက်ရတဲ့ကိုတန်ဖိုးထားရဲဆိုတဲ့အသီးစိတ်လေးကအရန်ကိုမှတန်ဖိုးရှိပါတယ်နော်မွေးနေ့ကိတ်လေးတစ်လုံးနဲ့365ရက်တစ်နှစ်လုံးစာအတွက်အမှတ်တရတစ်ခုကိုဖန်တီးလို့ရတယ်နော်ကိုချစ်ခင်တန်ဖိုးထားရတဲ့သူတွေရဲ့မွေးနေ့အတွက်ကိတ်သားနူးညံ့စားကောင်းပြီးတော့ဒီဇိုင်းလာတဲ့မွေးနေ့ကိတ်လေးကိုလိုအပ်တယ်ဆိုရင်မန္တလေးမြို့မှာ Hello Foodie ရှိပါတယ်ရှင်ကိတ်ပြုတ်လုံနီးနဲ့ပတ်သက်ဒါလေးတွေလည်းသိချင်တာရှိရင်မေးခဲလို့ရပါတယ်